လူတယောက်ပါအရင်ချစ်ရလူတယောက်ဆိုတာရှိမှာပဲလေကျွန်တော်မှလည်းရှိပါတယ်ကျွန်တော်သူ့ကြောင့်ဒါရီလေးကိုရေးထားတယ်သူနာမည်ကနေတယ်ကျွန်တော်ချစ်တဲ့ကောင်မလေးနာမည်ကနေပါသူနဲ့ကျွန်တော်နဲ့ခင်မဖို့တကယ်ချင်းရေးချစိတ်တူချင်းသာခင်မပေါင်းစင်းလာခြင်းကွာသူနဲ့ကျွန်တော်နဲ့ခင်လာခဲ့တာခုဆို10နှစ်ပဲမှာငယ်ကလေးကသူကပေါ်ကြီးဆဲပြသူ့ကိုလိုက်တဲ့ကောင်လေးကိုဆိုကျွန်တော်ကပြူရပြဲရပူကြဆဲကြသူ့ကြောင့်သူ့ရခွဲရတဲ့ချို့ကောင်တွေကကျွန်တော်ကိုပြောတယ်ကိုရုပ်ပုံဆောင်ခွေးဘဝအေးဟာဒီလိုပြောသလိုများဖြစ်နေပြီလားဒီလိုမျိုးတော့သူကပြောတယ်နေကလည်းလောက်ပြန်ပြီဟာလောက်ချက်စကားပြောနေတဲ့သူတွေကဟုတ်မှန်ကြီးစရာဒီလိုမျိုးတွေသူကပြောတော့ဒုက္ခတဲ့ကချက်မှန်နေပြလက်မတောင်နေထားတဲ့မင်းပေးမှနေသွားပဲချို့တွေကစေပါနဲ့ပြောတဲ့ကောင်ချင်းပါခဲ့အေးစေးပါနေထားမှမဲ့မင်းနဲ့တူပဲကားမဲ့အော်ကြီးစုကတင်ထားတဲ့လက်ထဲကပတ်ဆက်ကားတော့များပါနေတယ်စိတ်ကောက်တဲ့သူတွေကလည်းလက်ချော်တဲ့သူတွေကလည်းဒါပေမဲ့ဒီတော့ဟိုမှာကြဲကြပါပဲသူတွေကလည်းမေးကြတဲ့ချင်းလေးတွေရွှေပြီးစီးတဲ့ငါတဲ့မန်တီတဲ့ post ကနေပေးဖို့မအိမ်မလာခဲ့လက်တော့မထိတ်တက်လာတဲ့ကြောက်စိတ်ကြောက်နေတဲ့ဆိုတဲ့ဒီဘက်ကတဲ့ခဲ့ကြပဲတဲ့ခဲ့တာအိမ်မပါပဲနည်းနည်းလေးတော့တွေ့ကိုလေးတွေချော်ပါတယ်တချမ်းကျွေးတော့ကလည်းမတော်ပန်းလေးတွေပေါ်တာနဲ့သူ့ကိုမေးမဲ့သူပြီးတဲ့ပြတဲ့ကမတော်တာနဲ့ပြုံးချလို့တဲ့သူပြီးကိုစေးရုံရောက်တာချော်ပါပဲတော်ပါတယ်တော်ပါတယ်သူကတည်းကချီချူလိုက်တော့လက်ချိုးခဲ့တော့တော်တာလဲကတော်ပါတယ်ခေါ်ပါတယ်အော်ဒါရဲ့ဆိုပြီးဆိုတော့မတီးမှာပုံနေဆိုရင်စေးရုံဆောက်ကတော်ရှာတယ်ပြောတဲ့ချင်းတဲ့ကလေးရဲ့ကျန်တဲ့ရှိပါတော့ဘာလို့ခင်ကြတာချင်းကြကွာအားကြောင့်ပြတ်စတဲ့ပတ်မှာအားကြောင့်တာဒီတိုင်းပဲယူမပေးတော့ကားလေးရဲ့လေးပဲမင်းတော့ဝဲတဲ့တက်တော့မင်းကပြောတယ်မပြောတဲ့ခဲ့တာနဲ့ဘူးလေးနဲ့ပဲချစ်နေရဲ့စိတ်ကောက်တဲ့သူတွေကလည်းလက်ချော်တဲ့သူတွေကလည်းဒါပေမဲ့ဒီတော့ဟိုမှာကြဲကြပါပဲသူတွေကလည်းမေးကြတဲ့ချင်းလေးတွေရွှေပြီးစီးတဲ့ငါတဲ့မန်တီတဲ့ post ကနေပေးဖို့မအိမ်မလာခဲ့လက်တော့မထိတ်တက်လာတဲ့ကြောက်စိတ်ကြောက်နေတဲ့ဆိုတဲ့ဒီဘက်ကတဲ့ခဲ့ကြပဲတဲ့ခဲ့တာအိမ်မပါပဲအဲ့ဒီလိုနဲ့သူကျွန်တော်ချစ်တယ်လို့ကျွန်တော်တက်တက်လည်းမပြောပြခဲ့ပါဘူးဘာဖြစ်ကျွန်တော်ချစ်နေပါလဲအခုဆိုရင်ကျွန်တော်တကယ်ချစ်တယ်သူချစ်တဲ့သူနဲ့သူပွားနေတဲ့သူပြောနေပေါက်ခဲ့ရတယ်